မင်္ဂလာပါရှင်။ Horror Burmese Story Channel ကနေပြီးတော့ပရိသတ်များကိုကြိုဆိုပါရရှင်။ဒီနေ့မှာတော့စာရေးသူအေကံမင်းရေးသားထားတဲ့တက်စေမိသားစုနဲ့မြင်လဲစရာဆိုတဲ့ဇာတ်လမ်းလေးကိုအစားဆုံးတင်ဆက်ပေးသွားကြပါမယ်။ဇာတ်လမ်းလေးမစတင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရနော်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။လွန်ခဲ့တဲ့15နှစ်ခန့်ကဖြစ်တယ်။ရုပ်ပြစာအုပ်တွေရှင်းနေရစဉ်အချိန်ကားဆိုရင်လည်းမှန်တယ်။အခုအချိန်ရုပ်ပြစာပေတွေခေတ်မကောင်းတာကြောင့်ရုပ်ပြရေးခဲ့တဲ့ပကြီးစရာတော်တော်များများတခြားလုပ်ငန်းစီးပွားရေးတိုင်းတွေကိုရောက်ကုန်ကြပြီ။ဒီအချိန်ရုပ်ပြစာအုပ်တွေရေးစဉ်တန်လီမြစ်ကိုကိစ္စတစ်ခုနဲ့တွားခဲ့တဲ့အချိန်ကားမဲ့တိုင်းမှာမြင်လဲစရာနှစ်ယောက်ပြောပြတဲ့ဖြစ်ပျက်ကိုပြန်ပြောင်းတတိယနဲ့ဒီအကြောင်းအရာဖြစ်ပျက်ကိုပြန်လည်ရေးသားလိုက်ခြင်းဖြစ်ပေတဲ့ကျွန်တော်ရဲ့ရုပ်ပြစာအုပ်မှာစက်ကရောင်းရေးဆွဲနေတဲ့ကိုညံတော်ကတန်လီမာနေတိုင်းနဲ့ကိုမြင့်သိန်းဆန်ရွှေမြင့်တာအောင်စော်မြင့်သိန်းရဲ့စာအုပ်မှာ background ရင်းနေရင်သူ့ကိုပိုင်တဲ့ချမ်းလွတ်တွေမှာတဲထိုးပြီးတော့နေရဲ့အဲ့ဒီချမ်းမှာနေတိုင်းနဲ့ရုပ်ပြစာအုပ်မျိုးစုံ background ကိုလက်ခံရေးဆွဲခဲ့တယ်ကျွန်တော်ကလည်းသူ့ကိုအပ်ထားတဲ့ရုပ်ပြတစ်ဖောင်ကိုချိန်ထားတဲ့အချိန်မရောက်လာတဲ့အတွက်နေကင်းပိုင်းအိမ်မှာကိုညံထန်ဆောက်ရွက်ယူဖို့တန်လင်ကိုပါရမီကားကိုဆေးပြီးထွက်ခဲ့တယ်ကိုညံတွန်းထံမှာစာရွက်ပြီးသလောက်ရွှေရင်နဲ့သူ့အိမ်နဲ့မနီးမွေးမှရှိရဲ့လက်ဖက်ရည်ဆိုင်မှာနိုင်ဝဲခန့်စကားထိုင်ပြောကြတယ်။နှစ်ယောက်သားလမ်းခွဲကြတော့3နာရီခွဲခန့်ရှိပြီ။ကျွန်တော်လည်းရန်ကုန်ထဲပြန်ဖို့ကားမဲ့တိုင်ရှိရာကိုလမ်းလျှောက်လာခဲ့တယ်။မဲ့တိုင်ရောက်ဖို့10မိနစ်ခန့်လျှောက်ရတယ်။မဲ့တိုင်နာရောက်တော့တန်လီ GTC မှာဂိတ်ထိုးတဲ့ပါရမီကားကြီးမဲ့တိုင်မှာထွက်သွားတာကိုတွေ့လိုက်ရတယ်။မဲ့တိုင်ရောက်တော့ကားပေါ်ကိုလူရှိသမျှတက်သွားတဲ့အတွက်မတ်တိုင်မှာတယောက်ထဲကြံခဲ့တယ်။နေကဘူးအရှိမရှိရဲ့အတွက်မတ်တိုင်နဲ့မဝေးတဲ့ပန်တာပင်အောက်သွားရက်ပြီးအရှိတ်ခုန်နေလိုက်တယ်။အဲ့ဒီအပင်အောက်မှာမြင်းလဲမောင်းတဲ့လူနှစ်ယောက်မြင်းလဲတွေကိုအနာပေးရင်စစ်တူရင်ကစားနေကြတယ်။ကျွန်တော်နေရိတ်ခုန်တဲ့တစ်ပင်အောက်မို့သူတို့ကစားတာကိုစိတ်ဝင်စားပြီးကြည့်နေစဉ်အဲ့ဒီဝိုင်းရှိရာကိုမြင်းလဲတစ်စီးပေါ်မှာမြင်းလဲဆရာတယောက်ဆင်းလာတယ်။အဲ့လူအနီးရောက်လာတာနဲ့ကစားဝိုင်းပြတ်သွားတယ်။လှဝင်မင်းမဘိုင်းနာလို့ဆေးရုံအမြန်သွားရမယ်။အမြန်လာခဲ့ဖို့မင်းငါ့ကိုမှားလိုက်တယ်။အဲ့လိုပြောတာကြောင့်ဟာပွဲကောင်းတဲ့နေ့မှာမိမကဘိုက်ကနားရသေးတယ်။အဲ့ဒီမြပြောပြီးမြန်လဲကိမဟုတ်ပေမဲ့အရှိတ်ကောင်းတဲ့တစ်ပင်နဲ့ဘောလုံးကွင်းတို့ပြောင်းရှင်းနေတဲ့မြေပြင်အခြေအနေတွေကြောင့်မြန်လဲ3-4စီနေ့စဉ်အနာပေးနေရလို့ဖြစ်နေရဲ့။မြန်လဲလာ9သူရှင်းနေလိုက်တယ်။အနားယူပြီးအာရမှာဂိတ်ကိုသွားပြီးဂိတ်ထိုးကြတယ်။လာဝင်းဆိုသူမြန်လဲပေါ်တက်ပြီးထွက်သွားတာနဲ့ကြံခဲ့တဲ့မြင်းလဲမောင်းသမားကသူ့အနီးရောက်လာတဲ့မြင်းလဲသမားကိုစကားဆက်လိုက်တယ်။လာထိုက်မအောင်ကဲစနာမနေ့ကညနေပိုင်းမင်းမြင်းလဲကိုတရေတွေငှားစီလို့ဆိုဟာဟုတ်ပါအကိုရမနေ့ကမဟုတ်ဘူးတနေ့ကည9နာရီမထိုးခင်နေမှာကျွန်တော်ခရီးတဲ့နှစ်ယောက်သွားပို့ပြီးအပြန်ခရမ်း3ကလမ်းခွဲအလွန်လေးအရောက်လင်မယား2ယောက်နဲ့ကလေးမလေးတယောက်လမ်းဘေးမှာရက်ပြီးမြင်းလဲကိုတားတယ်ကျွန်တော်လည်းအပြန်ခရီးတဲ့ရပြီဆိုပြီးတော့ဝမ်းသာစင်နဲ့ပျော်သွားတာပေါ့ဗျာ။နေတွေကြိုက်ပြီးဆိုပြီးတော့ပေါ့ဟုတ်လား။ဟုတ်တယ်လေ။တန်လင်မှာမြင်းလဲစိတ်ကားတွေဒီလောက်ပေါ်တာ။နေတွေကြိုက်အောင်မနှဲရှာတာ။အခုအသွားခရီးတဲ့ပို့ပြီးတန်လင်ကိုပြန်လာခရီးကြုံလိုက်မဲ့သူတွေဆိုတော့ဝမ်းသာရတာပေါ့။ကျွန်တော်တန်လင်မြို့တွေပြန်တော့မှလမ်းကြုံနေဆိုရင်တော့လိုက်ပို့ပေးမယ်။ဒီပြင်ကိုမလိုက်တော့ဘူး။မြင်းလဲပြန်အပ်ရတော့မယ်။လမ်းတင်ပါတယ်။တန်လင်မြို့စင်ကိုသွားမလို့ပါ။ဟာနှောင်းကြီးခမရကျွန်တော်မသိဘူးလားမြင်းလဲပေါ်တက်တော်မဲ့ခရီးတဲ့ကမြင်းလဲမောင်းသူကိုမော့ကြည့်ပြီးသိတယ်လို့ပဲဘယ်မှာမြင်ဘူးပါလဲဆရာကြီးကျွန်တော်မြင်းလဲကိုမကြဆင်းနေတာတန်လင်ဈေးကြီးမှာစတိုးရှင်မဟုတ်လားဟာဟုတ်တယ်တန်လင်ဈေးထဲမှာစတိုးဆိုင်ရှိရဲ့မြင်းလဲပေါင်းစုံဆင်းနေတာဆိုတော့တေးကြမသိဘူးအိမ်ပြန်မှာမဟုတ်ပဲဆေးရုံကိုဘာကိစ္စနဲ့သွားမှာလဲဈေးကူးသားမဲ့ကိစ္စရှိလို့ပေါ့အိမ်ပြန်စားမလို့သေးဘူးဆေးရုံကိုသာပို့ပေးပါကက်စနာနဲ့ခရီးတဲ့ယောက်ျားတို့စကားပြောနေပေမဲ့အမျိုးသမီးက9နှစ်အရွယ်ခန့်ကလေးမလေးကိုလက်ဆွဲထားပြီးမျက်နှာခက်တီတီရှိနေရဲ့ခရီးတဲ့ယောက်ျားကအရှင်တက်ပြီးကလေးမလေးကိုဆွဲတင်လိုက်တဲ့အမျိုးသမီးကနောက်မှတက်လာတယ်အားလုံးအပေါ်ရောက်တာနဲ့မြင်းလဲကိုမောင်းလိုက်တယ်မြင်းလဲကိုမောင်းရင်လည်းကက်စနာကစကားများသူပြီးဆက်ဆုပ်လိုက်သေးရဲ့နောင်ကြီးတို့ဆေးရုံကိုကိစ္စရှိလို့သွားတာတော့ဟုတ်ပါပြီ
ခလေးကိုတော့ဆေးရုံကိုခေါ်မသွားတင်ဘူးလူနာတွေလာကြည့်ရင်ခလေးခေါ်မလာရဘူးလို့ဆရာဝန်တွေပြောတာကြားဘူးတဲ့အခုတော့မခေါ်လို့မဖြစ်ခေါ်သွားရမှာပဲညင်လေကထုံးစင်မဟုတ်လားစင်းတော့ပေးမယ်နော်ညင်လေစင်းနေကြခရီးသည်တွေကတော့ဈေးကိုမေးကြမလို့အလုံးသိနေကြဖြစ်တယ်တန်လင်းသားမဟုတ်တဲ့ခရီးသည်တွေကတော့ဈေးကိုမေးစမ်းပြီးကျင်းထဲမှာစီကြတယ်ကစနာလေညင်လေကကိုပြောမနေတော့နောက်ဆုံးသိန်းတော်မေအခေါက်ကိုစီးနေကြဖောက်တဲ့ကိုမိမပြက်စီခြင်းပေးသေးရတာယူမဲလူဆုံးဖြတ်ပြီးငိမ့်နေလိုက်တယ်ပြီးခဲ့တဲ့9ရက်လောက်က3ခွာနဲ့ရန်ကုန်သွားတဲ့ကားမောက်တာမင်းကြားလိုက်သေးလားဟာကြားတာပေါ့ခရီးသည်9ယောက်တည်ပြီး4-5-6ယောက်ဒဏ်ရာတွေရပြီးတော့ဆေးရုံရောက်တယ်လို့မြင်းလေးကိတ်မှာပြောနေကြတယ်အခုဆေးရုံသွားမှကားမောက်လို့ဆေးရုံရောက်နေတဲ့လူနာတွေမှာအသိရှိလို့သွားမှာလားဟုတ်တယ်ဟမ်အပေါင်းနံကြီးကနှံလိုက်တာဟောင်းနေရပဲကစ္စနာကရုတ်တရက်မခံမရက်နိုင်အောင်နန်နီရဲ့အပေါင်းနံကိုနှက်ခေါင်းရှုံရင်ပြောလိုက်တယ်ငါတော့မနှံဘူးကွာမင်းပဲထူးထူးဆန်းဆန်းလမ်းမေးကခွေးတိကောင်ပုတ်ပြီးတော့နှံနာနေမှာပေါ့ဒီလောက်ပုတ်ဟောင်းနန်နီကမနှံဘူးတဲ့စိတ်ထဲကဝေဖန်နေတော့မှပင်ရုတ်တရက်အပေါင်းနံကပျောက်သွားတယ်မနှံတော့ဘူးခွေးတိကောင်ပုတ်ပဲဖြစ်မယ်နောက်မှကြံခဲ့ပြီစကားဆုံပြောပြပဲဆက်ပြီးမောင်းလာခဲ့တယ်ဈေးရုံနာကိုရောက်တော့မယ်အချိန်က9နာရီကျော်ပြီးတော့လမ်းမီးတာမင်းတော်အောက်မှာမြင်းလဲကဖြည်းဖြည်းမှန်မှန်သွားနေရဲ့ရောက်တော့မယ်အထက်ဝင်ပြေးရမလားအပဝနာမှာဆင်းမလားကေစနာကခရီးတဲ့ယောက်ျားကိုမြင်းလဲမောင်းရင်မေးလိုက်တယ်နောက်မှကေစနာရဲ့အမိကိုပြန်ပြေးတယ်မကြရဒါကြောင့်နောက်ကိုလှည့်ကြည့်လိုက်တယ်ဟင်နောက်မှထိုင်နေတဲ့ခရီးတဲ့3ယောက်လဲပေါ်မှာရှင်းနေတော့မြင်းလဲပေါ်ကဘလို့ဆင်းသွားတာကိုမသိလိုက်ခုံချကိုလည်းမဖြစ်နိုင်မြင်းလဲကလည်းပြေးမသွားဒါဆိုဒီမိသားစု3ယောက်ကလူမဟုတ်ပဲတစီတရဲတွေများလားတရဲတွေပဲစင်းရုံဝါမှာမြင်းလဲရက်ပြီးဘာမှဆက်မလုပ်ဖြစ်ပဲနဲ့ကြောင်စီစီနဲ့ရွှမ်းနေမိရကဘလောက်ကြာသွားတယ်မသိစင်းရုံတဲဝင်မယ်ကားတစီရဲ့ဟွန်းတန်နဲ့အတိပေမှာတတိပြန်ဝင်လာတဲ့အတွက်မြင်းလဲကိုအပေါက်ဝါမှာဖဲ့ပေးလိုက်တယ်ကစ္စနာစိတ်ထဲမကြည်မလဲဖြစ်လာတယ်တရဲအကြောင်စိတ်ဝင်စားမိပေမဲ့စင်းရုံအဝါမှာလူဝင်လူထွက်တွေရှိတဲ့အတွက်ထိထိပပြမဖြစ်တော့ပဲစိတ်တွေတည်ငြိမ်လာတယ်။ဒါကြောင့်မြင်းလေကိုတင်ရမှာရက်လိုက်ပြီးစေယုံနဲ့ဝင်ခဲ့တယ်။စေယုံဝန်တန်းတရားကိုလိုက်ရှာစဉ်စေယုံဝင်ပေါင်းဆောင်နေဝန်တန်းကိုတွေ့လိုက်တာကြောင့်မေးမြန်းစုံစမ်းဖို့အနီးကိုသွားလိုက်တယ်။အကိုကြီးမသိလို့တစ်ခုလောက်မေးချင်ပါတယ်။ကဲဆိုဘာသိချင်တာလဲ။ပြီးခဲ့တဲ့ရက်ပိုင်းကခရမ်း3ခေါက်ပဲသွားတဲ့ကားမောက်တဲ့ကြောင့်သိချင်လို့ပါ။မင်းဟာသူတို့အမျိုးဆွေတက်ကလား။ကျွန်တော်မိတ်ဆွေပါသွားတဲ့ကြားလို့ပါ။တေတာက9ယောက်ဆေးရုံကို9ယောက်ဒဏ်ရာရတဲ့လူတွေတဲက9ယောက်ကမသေးဘဲနဲ့ဆေးဆက်ပြီးတော့ကုနေရဲ့တေတာ9ယောက်ဖြစ်သွားတယ်ဒီတန်လင်းကမိသားစု3ယောက်ကတေတဲ့ထက်မှပါသွားတာလားသိကြလို့ပါဟာပါတယ်လေပထမယောက်ျားကအရင်သိရဲ့ကွာမိမကတန်လင်းရေနံကျက်ဆက်ရုံကအရာရှိလို့လည်းပြောတာပဲသူ့ယောက်ျားကတော့ဈေးကြီးထဲမှာဈေးရောက်နေတဲ့သူတို့သမီးတွေလည်းတိတ်သွားတယ်လေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကိုကြီးကျွန်တော်ကမြင်းလဲမောင်းပါတယ်သူတို့မကြမြင်းလဲစီးနေလို့ညမတမ်းမိနေရလွန်ခဲ့တဲ့နိုင်ဝက်တတလောက်ကသူတို့ကောင်းမုတ်ထိုင်နေရဖြစ်မယ်မြို့ပြင်ခရမ်း3ခွလမ်းပေါ်မှာခရီးတယ်ဖို့ပြီးပြန်လာသူတို့3ယောက်တားပြီးတော့မြင်းလဲကိုစီးလာတယ်သူတို့ကအင်ကူမောင်းခိုင်းပြီးဆေးရုံကိုမောင်းခိုင်းလို့သူတို့3ယောက်ကိုတင်ပြီးတော့မောင်းလာခဲ့တာလမ်းမှာစကားတော့ပြောလာတာပဲကျွန်တော်ပြောသမျှတော့ပြန်ပြောနေရပဲဒီတော့ကျွန်တော်လည်းဘာမှမသိအောင်ဖြစ်မိလို့လေဆေးရုံဝါရောက်တော့3ယောက်လုံးပျောက်ချင်းမလားပျောက်သွားတယ်ဒီတော့မှလူမဟုတ်ပဲတစီတရဲတွေမှတိတ်လိုက်တော့တယ်အဲ့လူကတန်လီကြီးကြီးထဲမှာစတိုးဆိုင်ရောင်းနေတာဈေးလာဖွင့်တဲ့ချိန်ဈေးပြန်သိမ်းတဲ့ချိန်ကျွန်တော်မြင်လန်းနဲ့မကြခဏစီးပြီးလို့ညမှန်းတမ်းမိနေရဆေးရုံနာမရောက်ခင်လွန်ခဲ့တဲ့9ရက်ကကားမှောက်ပြီးလူသေးတဲ့တဲ့ကြားမိသေးလားလို့မေးတယ်ကြားတယ်လူ9ယောက်သေးတယ်လို့ကြားတာပဲပြောပြီးသူကလည်းစက်မပြောတော့ကျွန်တော်ကလည်းစက်မမေ့ဖြစ်တော့ဘူးဒါဆိုမင်းမြင်လဲကိုတေသွားတဲ့မိသားစုကငှားစီးလာတာပေါ့ဟုတ်လားအခုမှအကိုကြီးပြလို့သိရတာစောစောကသာသူတို့တေပြီးတာသိတိုင်းဘယ်တင်ခဲ့ပါမလဲတေချာသိရပြီဆိုတော့စိတ်ထဲရှင်းသွားပါပြီကျွန်တော်သွားအောင်မယ်ဗျာဒါနဲ့မြင်လဲငှားကပေးသွားသေးလားဈေးရုံရောက်မှယူဆိုတော့မယူပြစ်လိုက်ဘူးလေတရေပေးတဲ့ပတ်စံဆိုရင်တော့အစ်စ်တော်ဖြစ်မယ်မထင်ဘူးကွာဘာပဲရအမှတ်တရရှိတာပေါ့ကစ္စနာကသဘောကျစွာရင်းနဲ့စေးရုံအပေါဆောင်ကိုနှုတ်ဆက်ပြီးမြင်းလဲရှိရာကိုပြန်လာခဲ့တယ်
မြင်းလဲဆရာကိုကစ္စနာဆိုသူကသူ့မြင်းလဲကိုတရေစီးလာတဲ့အကြောင်းပြောပြနေရကိုစုံအောင်နားထောင်နေရကြောင်းပါရမီကားနှစ်စီးထပ်ထွက်သွားတယ်။ကဲငါဂိတ်သားထိုးရမယ်မင်းရောကျွန်တော်ကအိမ်ပြန်ရင်မိုးချိုးထမင်းစားပြီးမှညနေပိုင်းပြန်ထွက်တော့မှာဒီတစ်ခါတရေနဲ့ထပ်တူမှာဟုတ်ပြီဖြစ်နေမယ်။နေ့ဘက်ကိုပူအားဆိုင်ပေါ့ညဘက်နာတာကောင်းနေ။နေ့တိုင်းတော့တရေမစည်းနိုင်ပါဘူးဗျာ။မြင်းလဲသမားနှစ်ယောက်မြင်းလဲပေါ်ရီတက်ပြီးတော့မောင်းထွက်သွားမှကားမက်တိုင်ရှိရာကိုရှောက်လာမိရဲ့ဒီချိန်တန်လင်ဘက်စီမှာရန်ကုန်နဲ့သွားမယ်ပါရမီကားကြီးမက်တိုင်ကိုရောက်လာတဲ့အတွက်ကားပေါ်တက်ပြီးတော့ရန်ကုန်ကိုပြန်ခဲ့တော့တယ်။ပြည်သက်များရှိအခုတင်ဆက်ပေးခဲ့တယ်။စာရေးသူအေကံမင်းရှိတာထားတယ်။တက်စီမိသားစုနဲ့မြင်းလဲဆရာဆိုတဲ့ဇလံလေးကတော့ဒီမှာလည်းပြီးပါပြီ။နောက်တဲ့ဇလံကောင်းများစွာကိုနားဆင်စနေဆိုရင်တော့စောင့်မျှော်ပြီးတော့အားပေးနားဆင်ပါအောင်နော်။